မောင်စိန်လားဆိုတာလေ စိန်လားဒီဘက်တော့မသိဘူးမသိ ကျွန်တော်လည်းမသိဘူးတူရကီမူရကီဆူရကီယာသိလား ပုံထားနေရကျွန်တော်မကြားဘူးကျွန်တော်အရင်ကမှကြားဘူးပဲကလည်းဖုန်ရှူလိုက်ဆိုတာ ဟယ်လိုဒီနေ့မှာတော့လူငယ်တွေကြားမှာအတုံးများနေတဲ့စကလုံးတွေရဲ့အဓိပ္ပာယ်ကိုလိုက်ပြီးတော့မေးမြန်းတော့မှာဖြစ်ပါတယ်အဲ့တော့အဓိပ္ပာယ်တွေကဘယ်လိုထွက်လာမလဲဆိုတာကိုသိချင်တော့ကျွန်တော်ရဲ့အတူတူလိုက်ကြည့်ပေးပါဦးမင်္ဂလာပါ ဟုတ်ပြီလားပါ အခုတလက်တလုံးမှာအတုံးများနေရဲ့အဲ့လိုမျိုးစကားဘန်းစကားလေးတွေကိုမေးမှာโอเคနော်ကျွတ်စင်ကြီးဆိုတာဘာလဲသိလား ကြီးပဲ อ๋อအကြီးပဲဒီမှာရောကျွတ်စင်ကြီးဆိုတာဘာလဲ မိုက်တာကိုပြောရတာ ဒါအမြင့်တစ်မျိုးစီပေါ့နော်ကျွန်တော်လည်းအဖြေတော့သိချာမသိဘူးအဲ့ပြီးတော့ Dan Bro ဆိုတာရောသိလား ချီမိုနဲ့ဒမ် တခုခုကြောင်တောင်နိုင်မဲ့အချိန်ဖြစ်သွားတဲ့အတိုင်းပြောရတာ Dan Bro Dan Bro ကျွန်တော်ဖြစ်သွားတယ်ပြောမားကျွန်တော်ချီးမွမ်းတဲ့အချိန်မှာပြောအော်ဒါရဲ့အချိန်မှာအဲ့လိုမုံစိန်လားဆိုတာရော စစ်ပြောရတာဒီ Osele mole sole le မုံစိန်လားဆိုတာလေ စိန်လားဒီဘက်တော့မသိဘူးမသိ ကျွန်တော်လည်းမသိဘူးအဲ့လိုဒုတိယလူဆိုတာရော နောက်ကြီးစားပါတော့လား နောက်ကြီးသား လိုက်ပွဲလိုက်ပွဲ လိုက်ွယ်စနေကြီးတွေအဲ့ပါဒါအမြင်တစ်မျိုးစီပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုးပဲထင်တယ်နောက်ကြီးသားလိုပဲထင်တယ်ပထမမဟုတ်တဲ့သူပေါ့အဲ့ဒီပုံပေါ့ ODS ဆိုတာဘာလဲသိလား အောက်တန်းစား အောက်တန်းစား မှန်တယ်လားရောအရှိရကွာလို့ချုပ်ပြောဝူရှူဝါကြီးဖြစ်ကုန်ပြီဆိုတာရော မထင်မှတ်တာရပေါ့အဲ့လိုပောက်ကရဖြစ်လာပြီ အဲ့လိုပောက်ကရတစ်ခုခုဖြစ်သွားတာပေါ့ အော်လေပောက်ကတခုခုဖြစ်သွားရင်ဝူရှူဝါကြီးဖြစ်ကုန်ပြီဖုန်ထနေရဆိုရင်ရောတော့ ဖုန်းထားနေတာချက်ပြောနေတာပေါ့ နောက်ရက်ခတ်နေရပါတော့ ဟောရောက်ရခက်နေရမျိုးဆိုဖုန်ထနေရအဲ့အခုကျွန်တော်မေးသွားတဲ့စကားရမှာလို့ကိုသုံးတဲ့စကားရှိတယ် ချစ်စင်ရရန်တုံးနဲ့ ချစ်စင်ကြီးသုံးတယ် အဲ့လိုတိတ်မရှိဘူး ဟောမရှိအဲ့လိုမျိုးအကြဘယ်လိုပြောရအကြအများဆုံးကသူလူများကြီးပြောတာကွာစားတယ်ပြော ကြောက် ဖုန်းယူလိုက်ဆိုတာဘာအိဗယ်လဲသိလား မသိဘူး ဖဲစင်တဲ့ခါမှာတော့ ဖဲ့နေတဲ့ခါမှာတော့အကြအများဆုံးကဖုန်းယူလိုက်ကိုအကြအများဆုံး ဟုတ် ကျေးဇူးတင်ပါတယ် ကျေးဇူးပါ ခုလိုဖြေချပေးတဲ့ဟုတ် Dan Bro ဆိုတာဘာအိဗယ်လဲသိလားတခုခုဆိုရင်ကွာအဲ့လိုကောင်းလေးတော်တော်များတော့Dan Bro ဆိုပြီးတော့လေ မြန်မာလူကြပြောမတော့ကြည့်ဒီတိုင်းပဲတမ်းမလို့ပဲတုံးတော့တုံးကြတယ် တုံးကြတာပဲသိလား တုံး Okay အဲ့ဆိုလို့ရှိရင်ဝူရှူဝါတွေဖြစ်ကုန်ပြီဆိုတော့မကြဘူးလား ကြောက်ဘူးပဲမသိ ဘုံနိုင်ချဲတာမျိုးပြောရထဲတယ်ကျွန်တော်လည်းအတိတ်ကတော့တခြားမသိဘူးကွာသိရမလားဒါပေမဲ့နီးစက်ရပဲပေါ့အပြီးတော့တူရကီမူရကီဆူရကီယာသိလား Muraki Surakia, Prohot of Seshudama, Moda, Canada Seshumakan. ကြားတယ်ငါကြောက်လဲဟိုမှာပြောရပါ အဲ့နော်ငကားမယ်တော့ပြောတဲ့စကားဆိုလား ဟုတ်တယ် တူရကီမူရကီဆူရကီယာအဲ့ဘာပြောရလဲသိလား မသိဘူး ကျွန်တော်လည်းမသိဘူး Okay အဲ့ဒါတော့ထပ်မိကိုတစ်ခုမေးမယ်ကွာဘာလဲဆိုတော့ ODS အဲ့ဒါတော့သိတော့တယ် တည်ရအောက်တန်းစား ဖုန်ထနေရဆိုတာ နေရှာဘူးခါအဲ့လိုနဲ့ ဘာလဲများလောက်စီခတ်တာပေါ့လောက်စီခတ်တာ Okay ထပ်တွေ့ပြန်ပြီ ဟော အဲ့တော့ဒီခေါက်မေးခွန်းကလည်းလွယ်လေးပါပဲကျွတ်စိန်ကြီးဆိုတာဘာလဲ ကျစင်းဆိုတာတခုခုပါလဲအန်ဩစရာဖြစ်ပါတယ်ထိုင်ပါလဲကျွန်တော်တို့တရက်ကကြည့်ရင်လေလိုမျိုးအိုးလူတယောက်လိုမျိုးတော်တော်ဆိုးရတဲ့ဝိုင်းဆိုရင်အိုးကျစင်းပဲဆိုပြီးတော့အဲ့လိုမျိုး ရအောင်ပါအချိန် ရအောင်ရတဲ့အချိန်မှာ ညီမလေးထင်ရရော အဲ့လိုပါပဲတခုခုအဲ့လိုဗာလဲဟိုဟာ shocking ဖြစ်တဲ့ဟာဆိုရှင်အဲ့လိုမျိုးတော့ကြာများတာဆို Dan Bro ဆိုတာရော Dan Bro ဆိုတာကလိုမျိုးကျွန်တော်တို့ game ကစားရင်ဗျာထိုင်ပါ game ကစားပြီးတော့လိုမျိုးထိုင်ပါကျွန်တော်ရဲ့ teammate ကလိုမျိုးတကယ်တော်တော်ကျွမ်းပြီးတော့လူတွေအများကြီးတိုက်ပြီဆိုရင် damn ODS ဆိုတာဘာလဲ OTF ဟုတ်ကဲ့ပါ
ဘလို့ အောက်တန်းစား ဒီလေးလာတော့လားခဏတော့ရလား ဒီမနေ ဒီလေးကတည်တာ OTS ဆိုတာ ကျွန်တော်သိအောင်မသိရလေ ဟုတ်တယ် OTS ဆိုအောက်တန်းစားကိုပြောတာဖောက်ထားနေရဆိုရင် ပုံထားနေရကျွန်တော်မကြားဘူးကျွန်တော်အရင်တော့ကြားဘူးပဲဟာလေဖုန်ရှူလိုက်ဆိုတာ โอเคအဲ့ဆိုဖုန်ရှူလိုက်ဆိုတာဘာကိုပြောရလဲ ဖုန်ရှူလိုက်ဆိုတာကျွန်တော်တငယ်ချင်းတွေပြောတာတော့ကွာအဲ့လိုမျိုးစတာပေါ့အဲ့လိုမျိုးကျွန်တော်တို့စတာပါပဲအဲ့လိုမျိုးဖုန်ရှူလိုက်ဆိုရင်ဗျာဘယ်လိုပြောရမလဲ ဟလိုဗာလဲဆဲရတော့မဆဲပန်းနဲ့ဖုတ်ရှိလိုက်လို့ပြောဆဲရတော့ဆဲတာပဲဒါပေမဲ့ဟိုလိုမ ဆဲတာပဲအတိတ်ပဲကိုမသိဘူး တော့ဆဲရတယ် တော့ဆဲရ 50 50 ဟိုနဂါးမဲ့တော့ပြောတဲ့စကားတူရကီမူရကီဆူရကီရဆိုပါလေ အဲ့လိုတိလား ကျတော့မကြဘူး ဟာလိုက်ဝါလောက်နိုင်မကြီးသွားတယ်လေတူရကီမူရကီဆူရကီရဆိုပြီး ကြား မ ဘူး သိကျွန်တော်လည်းမကြားဘူး ကျွန်တော်လည်းအတိတ်ပဲမသိဘူးဒါပဲမေးကြည့်ရတီမလားလို့မေးကြည့်ရ ဩ ကျေးဇူးတင်ပါတယ်ခုလိုပြေးကြတယ်ကျေးဇူးပါတာအဲ့တော့ကျွတ်စင်ကြီးဆိုတာပါလေ သူစင်ဆိုတာဗါလဲအကြီးလို့ပြောတာ အကြီးလို့ပြောမရော ဟုတ်တယ်ပဲထင်တာပဲ အကြီးပဲထင်တယ်အကြီးစီဆိုတာအကြီးโอเคအဲ့ဆိုရင် Dan Bro ရော တမ်ဘရိုအစ်စီပဲလူလားအစ်စီပါဘရို AC ပဲလို့ပြောကျွန်တော်ဒီမလေးရော အဲ့လိုယောက်ျားကြီးတွေချင်းချင်းလားတမ်ဘရို တို့အချင်းချင်းဆိုလို့ Dan Bro လို့ပြောကြတယ်โอเคအဲ့ပြီးတော့ဝူရှူဝါကြီးဖြစ်ကုန်ပြီဆိုတာ ဆိုရဖြစ်ကုန်ပြီဆိုတာဘာဆိုရ အဲ့လေယောက်ျားကြီးညမှာခင်စားရှုပ်ကုန်တယ် အဲ့လိုပုံစံမျိုးโอเคအဲ့ဆိုရင်ရှိရကွာ ODS ဆိုတာဘလို့ ဟုတ်တယ် ဟုတ်တယ်နော်ODS ဆိုရင်တော့အောက်တန်းသားပဲအဲ့လိုမျိုးအသုံးကြရများတယ်အဲ့ပြီးတော့နောက်တစ်မျိုးကငကားမဲ့ရောဆိုတာတူရကီမူရကီဆူရကီယာဆိုတာ ဟလာဟိုဟာလားကြိုသိတာအမီဆာသူပြောတာလေသူပဲသိ တူပဲလားတူလိုပဲ မမအဲ့တူကင်းကြီးဆိုကြီးရဟိုအန်ဒီကနေစားကြည့်တာဒီတော့မသိဘူးငကောင်းဝင်ပြီးတဲ့သူ အမီဆာမို့ အိမ်မဆန်မဟုတ်ပဲနောက်တစ်ယောက်ရှိ အင်တာဗျူးမှာအဲ့ ဟုတ်တယ် ဆိုဒုတိယလူဆိုတာ ဒုတိယလူပေါ့ဒုတိယလူပေါ့သူမချစ်တဲ့လူ သူမချစ်တဲ့သူကိုတိုင်းမဟုတ်လား ဟုတ်တယ်ကိုကတော့မဟုတ်ခဲ့ဘူး ကိုတိုင်းကဒုတိယလူမဖြစ်ဘူး မဖြစ်ခဲ့ ပထမလူပဲ ဆက်မပဲဖြစ်ခဲ့ အားကြအဲ့ပြောရှိသေးရဲ့ကွာဟိုဗာလဲမုံစိန်လားဆိုတာ မစိတ်သားဆိုတာအဲ့ဒါယောက်ျားလေးပဲပြောကြတာအဲ့စကားမျိုးပါလေဟုတ်တယ်ဆိုဘလို့ပုံပြောမျိုးမသိဘူးဆိုပြောလိုက်လို့ရှိရင် မသိဘူးနော်ကဲအခုဆိုလို့ရှိရင်သူတို့ထင်တဲ့အထင်တွေကိုပြောသွားခဲ့ပြီးပြီအခုကြည့်နေတဲ့သူလည်းအခုမှဝင်ပြီးတော့ဖြေသွားပေးအောင်နော်နောက်ထပ်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့မိခွန်းနေနဲ့ပြန်လာအောင်လဲဆိုတော့သိချင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်တော့ပေးပါအောင်နော်အဆုံးထိရှိပေးကြလို့ကျေးဇူးတင်ပါတယ်တတာ